ဥရဝေလကတ္တဗနရီကတ္တဗဂယကတ္တဗဆိုတော့ညီကိုသုံးပါယသိတွေကိုခေါင်းဆောင်ပြီးတော့တရားကျင့်နေကြတာရှိတယ်ဖះမပွင့်ခင်တည်းကစအဲ့ဒါကိုမြတ်စွာဘုရားပွင့်လာတဲ့အခါမှာသူတို့ကိုခြေချွတ်တဲ့အခန်းကိုယသိညီနောင်ရှင်တထောင်ခြေချွတ်ခန်းဆိုပြီးကြားဘူးကြမယ်ထင်တယ်နော်အဲ့ဒါသူတို့အကြောင်းလေးတွေကိုဒီတွေကငယ်ရွယ်သူတွေအတွက်ဘုဟုတ္တဖြစ်ဖို့ဖုံဖုံပြောပြမယ်ဟုတ်လားအဲ့ဒါမြတ်စွာဘုရားဒီဘုရားဖြစ်ပြီးကသာတိတ်မကြသေးခင်ပဲသူတို့ကိုခြေချွတ်ဖို့မြတ်စွာဘုရားရဲ့ဉာဏ်တော်ထဲမှာပေါ်လာတယ်ပေါ့အဲ့ဒါနဲ့သူတို့ကဘယ်မှာနေတာတုံးဆိုတော့နေရင်စရာမြေကမ်းမှာနေတာအဲ့ဒါအကြီးဆုံးအကိုကြီးကဥရဝေလကတ္တပကတ္တပပါပဲနာမည်တွေကတော့ကတ္တပအနွယ်နေမှာပေါ့အဲ့ဒါဥရဝေလကမ်းမှာနေလို့ဥရဝေလကတ္တပသူ့မှာတပည့်900ရှိတယ်အဲ့ဒါသူ့ရဲ့ညီအလတ်ကတော့ဒီမြစ်ရဲ့အောက်ဖက်ကစိတ်ကမ်းမှာတပည့်300နဲ့သူကအုပ်စုတစုကိုခေါင်းဆောင်ပြီးတော့နေတာပေါ့ညီငယ်ဆုံးကအဲ့ဒီအောက်ကဂရာစိတ်ကမ်းမှာတပည့်200နဲ့နေတယ်တဲ့အားလုံးတပည့်1000ရှိတယ်ပေါ့နော်အဲ့ဒီလိုနေတဲ့ချိန်မှာမြတ်စွာဘုရားဘယ်ကြွသွားတုံးဆိုတော့အကိုကြီးဆုံးဖြစ်တဲ့ဥရဝေလကတ္တဗစီကိုကြွသွားတယ်ဟိုရောက်တဲ့အခါကျတော့ကတ္တဗအသင်မပင်ပန်းဘူးဆိုလို့ရှိရင်ငါ့ကိုဒီမှာနေခွင့်ပြုပါငါတခဏမြဒီမှာနေခြင်းတယ်ပေါ့အဲ့တော့ဥရဝေလကတ္တဗကရပါတယ်နေလို့ရတယ်ဒါပေမဲ့လို့အဲ့ဒီမီတင်းကုတ်ထဲမြတ်စွာဘုရားမီတင်းကုတ်ထဲနေဖို့သူ့ကိုခွင့်တောင်းတာကိုအဲ့ဒီမီတင်းကုတ်ထဲမှာအလွန်အစွမ်းရှိတဲ့တကိုးထက်တဲ့နဂါးရှိတယ်အဲ့ဒီနဂါးရှိတဲ့အတွက်ကြောင့်တင့်ကိုငါမနေသေးခြင်းဘူးငါကတော့မနေခံဘူးလို့မရှိပါဘူးသင်နေခြင်းလည်းနေဒါပေမဲ့နဂါးရှိတယ်ရတယ်ငါအတွက်အဲ့ဒါကိစ္စမရှိဘူးဆိုပြီးတော့မြတ်စွာဘုရားကအဲ့ဒီမီတင်းကုတ်ထဲမှာနေတယ်သုံးအဲ့ဒါညရောက်တဲ့အခါကျတော့အဲ့ဒီနဂါးနဲ့မြတ်စွာဘုရားနဂါးမြတ်စွာဘုရားကိုယံပြုလို့မြတ်စွာဘုရားနှိမ်နှင်းတယ်အဲ့ဒါဒီမီတင်းကုတ်လေးကအဝေးကနေကြည့်ရင်မီးတွေမြန်တောက်နေသလားလို့ထင်ရတယ်တဲ့အဲ့ဒါသူတို့ခါတိုင်းအဲ့ဒီမီတင်းကုတ်လေးတွေကိုသူတို့မကတ်ရဲဘူးအဲ့ဒီနဂါးရှိလို့အဲ့ဒါဥရဝေလကတ္တဗယတိကြီးကတပည့်တွေနဲ့ကြည်စမ်းယဟန်ကြီးရုပ်ကတင့်တယ်ပါပြီနဲ့ငါပြောတယ်အခုနဂါးကသူ့ကိုညှင်းဆဲနေပြီနဲ့တူတယ်ဒါမနဲ့လင်းတဲ့အခါကျတော့နဂါးကမြတ်စွာဘုရားရဲ့တပိတ်ထဲမှာမြတ်စွာဘုရားယဉ်ကျေးအောင်ဆုံးမထားအဲ့ဒါဥရဝေလကတ္တဗကယဟန်ကြီးကတကိုးကြီးလိုက်တာနော်ငါတို့မကတ်ရဲတဲ့နဂါးကိုတောင်ဆုံးမထားတာအလွန်တကိုးကြီးတာပဲဒါမဲ့ဘလို့ပဲတကိုးကြီးပါလေငါလိုယဟန်တာတော့မဟုတ်သေးဘူးသူ့ကိုသူယဟန်တာလို့ထင်နေတာအဲ့ဒီဥရဝေလကတ္တဗဆရာကြီးကအဲ့ဒါနဲ့မြတ်စွာဘုရားကဒီဥရဝေလကတ္တဗဒီလိုတွေးနေတယ်ဆိုတာသိတယ်သိမြင်သူ့ရဲ့အိမ်တွေကမရင်ကျက်သေးဘူးအဲ့ဒါကြောင့်လို့မြတ်စွာဘုရားတီးခံပြီးတော့စောင့်ဆိုင်တယ်အဲ့ဒါသူ့ကိုတကိုးပြားလေးဟာ16မျိုးတောင်ပြရတယ်အဲ့ဒါဘုဟုတုတ္တဘုံဘုံပြောပြတယ်စိတ်ဝင်စားကြကောင်းသိလားအဲ့ဒါနဲ့နောက်နေ့ညရောက်တော့မြတ်စွာဘုရားဒီနေရာမှာကြွလာတယ်ဆိုတာကိုသိတော့စတုမာတဲ့နတ်မင်းကြီး၄ပါးကမြတ်စွာဘုရားဒီကိုနော်လာရောက်ပြီးတော့ဝကြီးဝင်းငယ်ပြုစုကြတယ်အဲ့ဒါကိုဥရဝေလယတိကြီးကအဝေးကနေလှမ်းကြည့်တယ်ဩမီတင်းကုတ်လေးကလည်းဝင်းပြောင်းနေတာပဲမီးပုံကြီး၄ပုံတောက်နေတယ်နတ်မင်း၄ယောက်ကအယောင်တွေထွက်နေတာအဲ့ဒါနဲ့မနေ့ရောက်တော့မေးကြည့်တယ်ညကမီးပုံကြီး၄ပုံလို့တောက်နေဘာတွေတော့အဲ့ဒါစတုမာတဲ့နတ်မင်းကြီး၄ပါးငါလာပြီးတော့ဝကြီးဝင်းငယ်ပြုစုကြတာအံ့ဩသွားတဲ့သူကဩယဟန်ကြီးကစတုမာတဲ့နတ်မင်းကြီး၄ပါးကတောင်လာပြီးတော့ပြုစုရသလားအဲ့တော့စိတ်ထဲပဲဩအလွန်တကူကြီးတဲ့ပုဂ္ဂိုလ်ပဲဘာပဲဖြစ်ပါလေငါလိုယဟန်တာတော့မဟုတ်သေးဘူးသူကအဲ့ဒါတော့သူကအမြဲတမ်းအဲ့လိုစဉ်းစားတယ်သူကသူယဟန်တာလို့သူကထင်းနေတာနော်ဒီတော်ထဲမှာကြာကြီးကျင့်သုံးနေတာနော်လောဘဒေါသမောဟတွေမဖြစ်ဘူးဆိုတာကိုမြန်သူတွေးမိလို့လားဘလို့အကြောင်းကြောင့်ထင်းနေတယ်လဲတော့မသိဘူးသူကသူအဲ့လိုတော့ထင်းနေတယ်အဲ့ဒါမြတ်စွာဘုရားတီးခံပြီးတော့နေတယ်အဲ့ဒါနောက်နေ့ကျတော့တရားမင်းကလာပြီးတော့ဝကြီးဝင်းငယ်ပြုစုပြန်တယ်အဲ့ဒီတော့လည်းပဲဒီလိုပဲဘယ်သူတော့တရားမင်းလာတာတရားမင်းရတောင်လာရသလားအတော်တကူကြီးတာပဲဒါပဲငါလိုရဟန္တာတော့မဟုတ်သေးပါဘူးနောက်နေ့ကျတော့တဟံပတိပြမကြီးကလာပြီးတော့တရားနာတယ်တဲ့ပြမကြီးဆိုတော့ပိုးပြီးတော့အယောင်ဝါက